အောင်ပဲမြင်ကြလားပါဒီနေ့မှာတော့ကျွန်တော် level fan ရမှာပေါ့နော်။မှာကျွန်တော်ခုနပြတာကုတ်လေးကိုလည်းတုံးလို့ရတယ်။ကျွန်တော် live view စားရတယ်။ live view ကတော့နောက်ဆုံး spell ကိုအဝေးကန်လုပ်ဖို့ပဲကျန်တော့တာပေါ့နော်။ပဲပြီးတော့ကျွန်တော်တို့ဟိုဟာ level စ fan မယ် 2HP ကောက်ရလည်းမိနစ်20ပဲရ level 1900ကျော်လောက်ထိရအောင်တော့ fan ရတယ်။1900လောက်ထိရအောင်fan လိုက်ပါအောင်ကျွန်တော်အတန်နဲ့ဝင်လို့ sorry ပါတော့မှာကောင်ရတက်ရတာလွယ်လွယ်လေးဒါမှသိလဲသိတယ် bro ရေတက်ရတာလည်းခက်တယ်တက်ရတာလည်းမလွယ်ဘူးတော့ fan လိုက်ပါအောင်မယ် Sunlight spills on the window. The aroma of coffee fills the air. Lazy cat is curled up on the sofa. Time passes so slowly as if it were hidden away. Wind gently blew across the face. Pleasant melody lingers softly in the ear. All the trouble are taken away at this moment. Oh, my Sunday, no worries but only niceness. Oh, my Sunday, as if world stands still. Only my heartbeat could be heard. Smile and laugh heartily all by myself. The sound of pages on the table being turned by the wind. The casual chat of sparrows outside the window. Still rustling, how melodious everything is. Just quietly enjoy this time. Oh, my son. ရပြီပေါ့နော်ကျွန်တော်လည်းပဲ195ရအောင်ပါကြီးဆိုတော့ထပ်ဖန်ရအောင်ဆက်ကြည့်ပေးပါအောင်အောက်ရှူမယ်ကျွန်တော်မှာ TikTok account လည်းရှိတယ်ဒီကတာဂိုရီဆိုတဲ့နာမည်ကတော့ကျွန်တော်ရဲ့နာမည်အစ်စ်တော့မဟုတ်ပါဘူးနော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်နာမည်မှားပြောင်းနေပြီလို့ပါကျွန်တော်နာမည်ကတော့ Cruise ပါ TikTok မှာလည်း TikTok ရဲ့ YouTube ရဲ့တော့ရှာလို့ရပါတော့ TikTok ကကျွန်တော်မဖွင့်ရသေးဘူးနောက်ပြီးဖွင့်ပေးမယ်ကျွန်တော်နာမည်က KLOUTS Cruise ပါဆိုတော့ရပါတယ်ဗောနော်လိုဖြစ်ဖြစ်ရတယ်ဘရိုတို့ TikTok မှာနောက်ကြမှာရှာပါတော့ကျွန်တော်နောက်ကြမှာအကောက်ဖွင့်နေတော့ဗီဒီယိုနဲ့ပြင်ပြောပေးမယ်ကျွန်တော် level fan လိုက်ရအောင်ကျွန်တော်ရဲ့ user name က Jamley80 ပါ J အကြီး J ကအသေးလားအကြီးလားမသိ JAMESLAY80 ရပါပြီအနောက်ဒီကနန်းနှလုံးကလည်းအင်္ဂလိပ်လိုပါပဲရပါပြီအဲ့ဒါပြောပေးတာပါဟောလည်းဆက်ဖန်လိုက်ရအောင်
level 1900ကျော်သွားပါပြီဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးပဲ bye bye နောက်ဗီဒီယိုမှာပြန်ကြည့်ရမယ်ကျွန်တော်နာမည်ကတော့ Cruise ပါ bye bye